မင်္ဂလာပါမိတ်ဆွေတို့ရေ EV တစီးကိုအားသွင်းဖို့အတွက်အားသွင်း station တွေစီမှာပဲတန်းစီဆောက်ဆိုင်နေရတော့မယ်လားဒါမှမဟုတ်မီခဏခဏပြက်လို့စိတ်ညစ်နေရပြီလားရှင်ဒီပြဿနာတွေကိုအပြီးတိုင်းဖြေရှင်းဖို့အတွက်နီလန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘဒုကိုမှပတ်စံပေးစရာမလိုပဲတဘဝရတဲ့နေအောင်ကြီးဆွဲအင်ကိုအသုံးပြုရပဲဖြစ်ပါတယ်အများစုက EV စီးခဲလို့ရှိရင်မီးပြည့်ဘယ်လိုလုပ်မလဲဆိုပြီးတော့တွေးဖို့တက်ကြရမှာမဟုတ်လားဒါပေမဲ့ဆိုလာတာရှိလို့ရှိရင်တော့လျှက်စစ်မီလုံးဝမရှိလဲကားအားမရှိတော့မှစက္ကန့်ပိုင်းများစိတ်ပူစရာမလိုတော့ပါဘူးရှင်ဘေးပတ်ဝန်းကျင်တစ်ခုလုံးမီးမောင်ကျနေပါစေတင့်ရဲ့ EV လေးကတော့နေအောင်ကြီးနဲ့တင်အားပြည့်ဖြည့်ပြီးသားဖြစ်လို့စိတ်ကြိုက်လည်းပဲနိုင်မှာပါEV ကားတွေကိုအိမ်မှာတင်ဆိုလာပန်နယ်တွေတက်ဆင်ပြီးအခမဲ့အားသွင်းလို့ရနေပါပြီနော်ဆိုလာကရတဲ့တရက်လျက်စစ်တပ်အား TC ကိုအိမ်သုံးအင်ပါတာနဲ့ပြောင်းပြီးတော့ကားထဲကိုတက်ရိုက်သွင်းရုံပါပဲဒါဟာကပကြီးကိုမီခွန်းဝိတ်ကင်းစင်အောင်ကာကွယ်ပေးုံတင်မဟုတ်ပဲတင်းရဲ့လဆင်မီဖိုးခနဲ့စီဖိုးကိုတက်တာသွားစေမယ့်အကောင်းဆုံးအနာဂတ်နည်းပညာပဲဖြစ်ပါတယ်တိထားရမယ် EV ဗဟုသုတတစ်ခုကတော့ဆိုလာနဲ့အားသွင်းတဲ့အခါမှာနေခင်းဘက်နေအကောင်းဆုံးရှေ့မှာသွင်းတာကအထီးရောက်ဆုံးပဲဖြစ်ပါတယ်အကယ်၍ညဘက်မှာအားသွင်းရှင်တယ်ဆိုလို့ရှိရင်တော့အိမ်မှာ home battery ESS အနည်းလေးတစ်ခုထပ်တိုးပြီးနေခင်းကနေစွမ်းအင်ကိုတင်ထားရုံပါပဲဒါဆိုလို့ရှိရင်24နာရီပတ်လုံးအခမဲ့မောင်းနေနိုင်ပါပါခိရှိပြီးရဲ့လူနေမှုပုံစံနဲ့အတူစမတ်ကြပတ်စံစုရှင်နေဆိုလို့ရှိရင်တော့ EV နဲ့ဆိုလာကိုတွဲဖက်အသုံးပြုဖို့အချိန်တန်နေပါပြီเนาะအခုလို့စိတ်ဝင်စားဖို့ကောင်းတဲ့ EV နည်းပညာဗဟုသုတတွေကိုဆက်လက်လာဖို့ကျမတို့ရဲ့ page ကို follow လေးလုပ်ထားဖို့မမေ့ပါနဲ့အောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်